ကမ္ဘာနိုင်ငံတချို့က Huawei ကိုဘာကြောင့်ပိတ်ပင်ခဲ့ကြရလဲ Huawei ဟာတရုတ်အစိုးရရဲ့လက်အောက်ခံကုမ္ပဏီတစ်ခုလားဒါမှမဟုတ်နိုင်ငံရေးအငင်းပွားမှုရဲ့တားကောင်ဖြစ်တည်ရှိနေရလား Huawei ကို1988ခုနှစ်မှာ Ran Jianfeng ကတည်ထောင်ခဲ့ပါတယ် Ran ဟာတရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှာအင်ဂျင်နီယာအဖြစ်အလုပ်လုပ်ခဲ့ပြီးပေမဲ့ Huawei ကတော့သူ့ကိုယ်ပိုင်ပုဂ္ဂလိကကုမ္ပဏီအဖြစ်စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်Huawei ဘက်ကတော့ကျွန်တော်တို့ဟာပုဂ္ဂလိကပိုင်ဆိုင်တဲ့ private company ဖြစ်ပြီးတရုတ်အစိုးရမပိုင်ပါဘူးလို့အမြဲပြောဆိုလေးရှိပါတယ်။ Huawei ရဲ့အဆိုအရကုမ္ပဏီရဲ့ share အများစုကိုဝန်ထမ်းတွေကပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ American နဲ့အနောက်နိုင်ငံတချို့ကတော့ Huawei ဟာတရုတ်အစိုးရနဲ့နှီးစပ်တဲ့ဆက်ဆံရေးရှိနိုင်တယ်လို့ထင်မြင်နေကြပါတယ်။ဘာကြောင့်ထင်မြင်ရလဲဆိုတာကိုဒီဗီဒီယိုရဲ့နောက်ပိုင်းမှာတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ Huawei ဟာတကယ်ပဲတရုတ်အစိုးရရဲ့လက်တံတစ်ခုလားဒါမှမဟုတ်နည်းပညာအင်အားကြီးနှစ်နိုင်ငံကြားကမြေစာပင်လားဆိုတာမိတ်ဆွေရဲ့အမြင်ကိုကွန်မန့်မှာဆွေးနွေးခဲ့လို့ရပါတယ်ကြည့်ရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘူးသူလက်ဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Prehead Channel လေးကို Like and Subscribe လုပ်သွားပြီးပါဦးခင်ဗျာAmerican နဲ့အနောက်နိုင်ငံအချို့ရဲ့စိုးရိမ်နေကြတဲ့အဓိကအကြောင်းရင်းကတော့2018ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့တရုတ်နိုင်ငံရဲ့ National Intelligence Law ဖြစ်ပါတယ်။အဲဒီဥပဒေအရအဖွဲ့အစည်းတွေနဲ့နိုင်ငံသားတွေဟာနိုင်ငံရဲ့ထောက်လှမ်းရေးလုပ်ငန်းတွေကိုဥပဒေအရကူညီပေးရမယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့် Huawei ရဲ့ 5G ကွန်ရက်ပစ္စည်းတွေကိုအသုံးပြုရင်အသုံးပြုသူတွေရဲ့အချက်အလက်တွေကိုတရုတ်အစိုးရကရယူနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်။2019ခုနှစ်မှာ Huawei ကိုAmerican ရဲ့ Entity List ထဲထည့်သွင်းလိုက်ပါတယ်။အဲဒီနောက် Huawei ဖုန်းတွေမှာ Google ရဲ့ Gmail, Google Maps, YouTube နဲ့ Play Store လို Google Mobile Service တွေမပါဝင်တော့ဘဲ Huawei ရဲ့ကိုယ်ပိုင် app တွေနဲ့သာထုတ်လုပ်လာခဲ့ကြပါတယ်။ Harmony OS ကိုဖန်တီးခဲ့သလိုကိုယ်ပိုင် App Gallery, ကိုယ်ပိုင် chip နည်းပညာနဲ့ AI နည်းပညာတွေကိုဆက်လက်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။2023ခုနှစ်မှာ Mate 60 Pro ကိုထုတ်လုပ်နိုင်ခဲ့တာကHuawei ဟာ American ပိတ်ဆို့မှုတွေကြားကနေပြန်လည်ရပ်တည်နိုင်ကြောင်းပြသခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ရှုမြင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေ့အထိ Huawei ဟာတရုတ်အစိုးရအတွက်လျှို့ဝှက် spy လုပ်ခဲ့တယ်ဆိုတဲ့ခိုင်မာတဲ့အထောက်အထားမတွေ့ရှိသေးပါဘူး။ Huawei ဘက်ကလည်းဆွဆွဲချက်အားလုံးကိုညှင်းဆိုထားခဲ့ပါတယ်။ဒီလိုစိုးရိမ်မှုတွေကြောင့် American ဟာ Huawei ကိုကုန်သွယ်ရေးကန့်သတ်ချက်တွေချမှတ်ခဲ့ပြီး Google Mobile Service အသုံးပြုခွင့်လည်းဆုံးရှုံးခဲ့ရပါတယ်။နိုင်ငံအချို့က Huawei 5G ပစ္စည်းတွေကိုပိတ်ပင်ခဲ့သလိုတချို့နိုင်ငံတွေကတော့ဆက်လက်အသုံးပြုနေသေးဖြစ်ပါတယ်။ဒါကြောင့် Huawei နဲ့တရုတ်အစိုးရရဲ့ဆက်ဆက်မှုဟာအတည်ပြုထားတဲ့အချက်အလက်တွေဥပဒေဆိုင်ရာစိုးရိမ်မှုတွေနိုင်ငံရေးရှင်ပြိုင်မှုတွေနဲ့အမျိုးသားလုံခြုံရေးဆိုင်ရာဆုံးဖြတ်ချက်တွေပေါက်ဆက်နေတဲ့အငင်းပွားဝယ်ကိစ္စတစ်ခုဖြစ်နေသေးပဲဖြစ်ပါတယ်။ Huawei ဟာနည်းပညာကုမ္ပဏီတက်တက်လားဒါမှမဟုတ်ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားကနည်းပညာစစ်ပွဲရဲ့အဓိကဇာတ်ကောင်တစ်ခုလားဆိုတာကတော့ယနေ့အထိဆွေးနွေးနေစေမိခွန်းတစ်ခုဖြစ်ပါတယ်။